တန်ဖိုးရှိတဲ့စကားတစ်ခွန်းဟာငွေတပြားထောင်တောင်းမကတန်ဖိုးရှိတယ်ဆိုတာသင်ယုံကြည်ပါသလားတခါကစင်ညာနွန်ပါလွန်းလို့စနီးနဲ့သားကိုထားခဲ့ပြီးဝေးလံတဲ့အရက်မှာ3နှစ်တိုင်းပင်ပန်းအလုံးလုံးခဲ့ရတဲ့လူတစ်ယောက်ရှိခဲ့ပါတယ်သူအိမ်ပြန်ချိန်မှာစုဆောင်းမိသမျှငွေ300စလုံးကိုလန်ခီမှာတွေ့တဲ့ရထေကြီးတစ်ပါးကနေစကားကြီး3ခွန်းကိုဝယ်ယူဖို့အတွက်အကုပ်အစင်အသုံးပြုလိုက်ပါတယ်ရိုးအားလုံးနဲ့လုံးထင်ရတဲ့ဒီဆုံးဖြတ်ချက်ကဘိုးအတွက်ဘယ်လောက်ထိအရေးကြီးတဲ့သင်ခန်းစာတွေကိုရလိုက်မလဲဆိုတာတကယ်ကိုသင်ခန်းစာယူစရာကောင်းတဲ့ဒီရခိုင်ပုံမြင်လေးကိုနားဆင်ကြည့်လိုက်ရအောင်ပါပုံမြင်လေးရဲ့အမည်ကတော့ရခိုင်စကားကြီး3ခွန်းဖြစ်ပါတယ်ဟိုရှိတုန်းကရွာငယ်လေးတရွာမှာလင်မြတ်2ယောက်ရှိပြီးသား1ယောက်ထွန်းကားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူတို့မိသားစုဟာအလွန်အမင်းစီးနေနွမ်းပါလာပါတယ်။ခင်မွန်းဖြစ်သူဟာလဲလုသားတဦးအဖြစ်အလုတ်ကင်ပေမဲ့ဘိုးကတိုးတက်မလာပဲရုန်းကန်နေဆဲပါပဲ။သူတို့နေထိုင်တဲ့ရွာလေးကလည်းစီးပွားရေးဖွံ့ဖြိုးမှုမရှိသလိုလောက်ကင်စားတောက်ဖို့နီးလန့်တွေလည်းရှားပါလာပါတယ်။ဒါကြောင့်မိသားစုရဲ့စားဝတ်နေရေးဟာအတော်လေးအဆင်မပြေခင်နေခဲ့ရပါတယ်။အဲ့ဒီအခါမှာခင်မွန်းဖြစ်သူဟာဒီနေရာမှာပဲဆက်ပြီးလောက်ကင်စားတောက်တာတဲ့ဆိုင်ရင်တခြားတနေရာမှာတွားရောက်အလုပ်လုပ်တာကပိုကောင်းလိမ့်မယ်လို့တွေးမိပါတယ်။ဒါကြောင့်သူဟာတခြားရွာတရာမှာအလုပ်သွားလုပ်ဖို့အတွက်မိမိရဲ့ရွာကနေထွက်လာခဲ့ပါတော့တယ်။သူအလုပ်သွားလုပ်မဲ့ရွာဟာသူ့ရွာနဲ့အလွန်ဝေးကွာပြီးတောင်တန်းကြီးတွေကိုဖျက်ကျော်ကာနေ့ရက်များစွာခရီးနှင်ခဲ့ရပါတယ်။သူဟာအဲ့ဒီရွာကိုရောက်တဲ့အခါလေကွင်းထဲမှာအလုတ်ဝင်လုပ်ပါတယ်။သူဟာအလုတ်ကိုကြိုးစားလုပ်ကင်တဲ့အတွက်စားတောက်နေထိုင်ဖို့အဆင်ပြေရုံသာမကတစ်နှစ်တာအတွက်အပိုအလီယန်ငွေကြေးအချို့ကိုပါစုဆောင်းမိလာပါတယ်။သူဟာဒီလိုနဲ့ပဲတစ်နှစ်ပြီးတစ်နှစ်စစ်တိုက်အလုတ်လုပ်ကင်ခဲ့ပါတော့တယ်။ထို့သူဒီအလုတ်စ조사မှုကြောင့်3နှစ်ပြည့်မြောက်သောအခါငွေကြေး300စုမိလေသည်။3နှစ်ကြာပြီးနောက်မိမိ၏အိမ်နာမရသူကိုအောက်မဲ့လွမ်းဆွလာသဖြင့်ထိုငွေ300နဲ့မိမိရွာမှာလောက်ကင်စားတောက်မိဟုစိတ်ကူးဆုံးဖြတ်ကာတယောက်သေးရွာသို့ပြင်လာခဲ့ပါတော့တယ်။သူသည်တောင်တန်းကြီးတွေကိုကြော်ဖြတ်ကာခရီးနှင်လာခဲ့ရာ3ရက်မြောက်သောနေ့မှာတောထဲမှာလမ်းမသွားခဲ့သည်။ထိုအချိန်တွင်မမျော်လင့်ပဲတောထဲမှာတဲတလုံးနဲ့နှီးထိုင်တဲ့ရသေးကြီးတစ်ပါးကိုကန်ကောင်းစွာတွေ့ရှိလိုက်ပါတယ်။သူကရသေးကြီးအားမိမိရဲ့အကျိုးအကြောင်းကိုပြောပြသည်လမ်းညွန်ပေးရန်အတွက်အကူအညီတောင်းခံလေတယ်။ရသေးကြီးကလမ်းညွန်ပေးရန်အတွက်စကားတစ်ခုကိုငွေ100ပေးရမယ်။စကားကြီး3ခုကိုဝယ်ယူဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတယ်။သူဟာအလွန်ပင်စဉ်းစားရချက်သွားပါတယ်။3နှစ်လုံးပင်ပန်းအလုတ်လုပ်ခဲ့၍ရရှိလာတဲ့ငွေ300စလုံးကိုစကားကြီး3ခွန်းအတွက်အကုန်အစင်ပေးရတော့များဖြစ်တော့ကြောင်းပင်မယ်။သို့တော်လဲလမ်းမ၍ဒုက္ခရောက်နေလာကိုလွတ်မြောက်ရန်အတွက်အိမ်ပြန်ရောက်နိုင်ဖို့အတွက်ရင်းစကားကြီးတွေဟာမိမိရွာမှာတစ်ချိန်တောင်မှအသုံးတက်လိမ့်မယ်လို့တွေးတိုးကစိတ်ကိုပြက်သားစွာနဲ့ရသေးကြီးထံကနေစကားကြီး3ခုကိုပါလာလက်ငွေ300ကိုပေးပြီးဝယ်ယူလိုက်ပါတော့တယ်။ရသေးကြီးရဲ့စကားကြီး3ခုကတော့တချင်းအဖော်မပါဘဲမသွားရဘူးပေးရမိတကားငွေ100နှစ်ချင်းအိမ်ရဝင်တဲ့အခါမီးထွန်းပါပေးရမိတကားငွေ100သုံးချင်းအမျက်ထွက်တဲ့အခါစင်ကျင်ပါပေးရမိတကားငွေ100ထို့သူဒီရသေးကြီးပြောပြတဲ့စကားကြီး3ခုကိုမှတ်သား၍မိမိကြံရှိသောငွေ3ပြားကိုလည်းရသေးကြီးကိုကတော့ကခရီးဆက်လာခဲ့ပါတော့တယ်။ရသေးကြီးဒီကျေနပ်အားရသွားပြီးသူ့အတွက်အဖော်မွန်ဖြစ်စေရန်မြေပါကလေးတစ်ကောင်ကိုခရီးလမ်းညွန်အဖြစ်ထည့်ပေးလိုက်ပါတယ်။ထို့သူဒီခရီးဆက်လာခဲ့ရာညနေပိုင်းနေဝင်သွားကတစ်ပင်ကြီးတစ်ပင်ရဲ့တစ်ကိုခွာမှာမြေပါကလေးနဲ့အတူတက်ပြီးအိပ်ဆက်နားနေပါတော့တယ်။ထိုလူအိပ်ပျော်တဲ့တစ်ကိုခွာရဲ့အပေါ်မှာတစ်ခေါင်ပေါက်တစ်ခုရှိပြီးအဲ့ဒီတစ်ခေါင်ပေါက်ထဲမှာမြေဟောက်ကြီးတစ်ကောင်ရှိနေလေတယ်။ထိုလူဟာခရီးနှင်လာသည့်တန်ကြောင့်ပင်ပန်း၍တစ်ပင်ကိုခွာမှာထိုင်ရင်းတစ်ပင်ကိုမှီပြီးအိပ်ပျော်သွားတဲ့အခါတစ်ခေါင်တဲကမြေဟောက်ကြီးဟာအပြင်ကိုထွက်လာပြီးအိပ်ပျော်နေသောထိုလူကိုကိုက်တက်ဖို့လှုပ်လာပါတယ်။ထိုအချိန်မှာသူ့နဲ့အတူပါလာတဲ့မြေပါကလေးကမြင်သွားပြီးမြေဟောက်ကြီးကိုပြန်လေကိုက်တက်လိုက်ပါတော့တယ်။မနက်လင်းသွားနိုးလာတဲ့အခါတစ်ပင်အောက်မှာမြေဟောက်ကြီးတေဆုံးနေတာကိုမြင်တွေ့လိုက်ရပါတယ်။ထိုအခါမှာ
ရသေးကြီးပြောတဲ့ပထမစကားကြီးကိုအမှတ်ရသွားပါပြီမင်းဟုတ်ပေသားတဲ့ရသေးကြီးပြောတာမှန်ပြီငါသာအခုအချိန်မှာအဖော်မပါခဲ့ရင်မြေဟောက်ကြိုက်တာနဲ့တေးရကြပြီငါမှာရသေးကြီးပေးလိုက်တဲ့မြေပါကလေးဟဖော်ပါလို့သာအသက်ရှင်ခဲ့ရတာဟုဆိုကရသေးကြီးကိုကျေးဇူးတင်မိလေတယ်ထို့နောက်သူဟာတောလန့်အတိုင်းခရီးဆက်လာခဲ့ရာတောင်ကျရင်တို့ရှိရွာတရွာကိုရောက်သွားပါတယ်သူဟာအပွားအိုတဦးရဲ့အိမ်တွင်တဲခိုခွန်တောင်းရာအပွားအိုကခွင့်ပြုသဖြင့်အိမ်ပေါ်မှာနားနေလေတယ်ထိုရွာဟာဘီလူးတွေနေထိုင်တဲ့ဘီလူးတုံရွာဖြစ်ပါတယ်ထိုသူသည်ဘီလူးတွေနေထိုင်တဲ့ဘီလူးတုံရွာဆိုတာကိုမသိဘဲလူဟန်ဆောင်ထားတဲ့ဘီလူးမှအပွားအိုကြီးစီစဉ်ထားသောအိမ်ရှိကဧည့်ခိုင်းတဲ့မှာအိယာဝင်ရလဲလောင်းနေခဲ့ပါတယ်ထို့နောက်ဖျားတရားတန်ဃာရတနာ၃ပါးကိုအာယုံပြုပြီးမှသူရရှိထားတဲ့ဂါထာတွေကိုရွတ်ဖတ်နေလေတယ်ထို့သူဒီမန္တန်နဲ့တန်ဃာရတနာ၃ပါးကိုရွတ်ဆိုနေတာကိုအပွားအိုကကြားတဲ့အခါဟင်မောက်ရေးငါတို့အိမ်မှာနှင်းချောက်ဖို့ဘာတစ်ခုမှမရှိဘူးဂါထာတွေရွတ်မနေပါနဲ့လို့ပြောပါတယ်သို့တော်လဲသူကဂါထာကိုအဆက်မပြတ်ဆက်လက်ရွတ်ဆိုနေသဖြင့်အပွားအိုကအမြင်လဲဟင်မောက်ရေးနှင့်ဂါထာတွေရွတ်မနေတော့နဲ့အေးဆေးဆေးအိတ်ဆန်းပါငါအိမ်မှာဘာအန်ဒီယမမရှိဘူးလို့ထပ်မံတားမြစ်ပါတယ်အဘွားအိုကအတင်းအကျအကျဉ်းချင်းတားမြစ်နေတဲ့အခါသူကတန်တရာဖြစ်လာပြီးအခန်းထဲမှာမီခွက်ကိုထုတ်ပြီးမီးထွန်းလိုက်ကြည့်လိုက်ပါတယ်ထိုအခါအိမ်တောင်တနေရာမှာလူအယိုးတွေနဲ့လူဦးခေါင်ကွင်တွေပုံထားတာကိုမြင်လိုက်ရသဖြင့်ကြက်တီးထားကကြောက်လန့်သွားပါတော့တယ်ထိုညတညလုံးသူဟာအိတ်မပျော်ပဲဂါထာတွေကိုသာတိုးတိုးလေးဆက်လက်ရွတ်ဆိုနေခဲ့ပါတယ်အဘွားအိုဘီလူးမဟာသူအိတ်ပျော်သွားရင်စားဖို့စောင့်နေတော့လေသူကတညလုံးမအိတ်ပဲဂါထာရွတ်နေတဲ့အတွက်စားခွင့်မရပဲထစ်နေခဲ့ပါတယ်မနဲ့လင်းသွားမှသူကအော်ရသေးကြီးပြောတာမှန်လိုက်လီချင်းငါသာအခုအချိန်မှာမီးထွန်းမီးမကြည့်ပဲအိပ်ပျော်သွားရင်ဘီလူးစားတာကိုခံဟမှတေးကြပြီငါဘဝလေးပျက်စီးရတော့မယ်ဟုတွေးတော့ကရသေးကြီးရဲ့ဒုတိယစကားကိုကျေးဇူးတင်မိလေတယ်ထို့နောက်သူဟာခရီးဆက်လာခဲ့ရာမိမိရဲ့အိမ်ကိုချောမောမောနဲ့ညဦးချိန်မှပြန်ရောက်လာပါတယ်အိမ်သို့ရောက်တဲ့အခါဇနီးနဲ့ပြန်ဆုံရသဖြင့်အလွန်ဝမ်းလာရတော့လေတစ်ဖက်မှာတော့ဝမ်းနဲ့စရာအခြေအနေတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတော့လေသူဟာ3နှစ်3မိုးအိမ်မှာထွက်၍အလုတ်လောက်ကိုင်းနေစဉ်အတွင်းမှာပဲသူအိမ်ပြန်ရောက်တဲ့အချိန်မှာဇနီးတီဟာနောက်အိမ်ထောင်ပြုတ်နေသည်ဟုထင်မှတ်မစရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်အိမ်ပေါ်မှာဇနီးတီနဲ့အတူလူရွယ်တူအတူရှိနေတာကိုမြင်လိုက်တဲ့အခါသူဟာအလွန်ဒေါသထွက်သွားပြီးငါမယားဟာအပျော်ပါလိုက်နေပြီဟုတွေးကလက်ထဲမှာဓာတ်နဲ့သူတို့နှစ်ယောက်လုံးကိုခုတ်တက်ရန်ပြင်လိုက်ပါတယ်ထို့သို့ဒေါသထွက်နေစဉ်မှာပင်သူဟာရသေးကြီးစီကဝယ်ယူခဲ့တဲ့နောက်ဆုံးစကားကြီးဖြစ်တဲ့အမျက်ထွက်သည့်အခါဆင်ခြင်မှာဆိုတာကိုရုတ်တရက်သတိရသွားပါတယ်ထို့ကြောင့်သူဟာဒေါသကိုထိန်းချုပ်ကာအခြေအနေကိုစောင့်ကြည့်ပြီးမှအိမ်ပေါ်ကိုတက်ခဲ့ပါတယ်အိမ်ပေါ်သို့ရောက်တဲ့အခါမှာထိုလူရွယ်ဟာတခြားသူမဟုတ်ပဲသူခွဲခွာခဲ့စဉ်တုန်းကခလင်းငယ်တာရှိသေးတဲ့မိမိရဲ့ရင်သွေးသားရင်းထိနေခဲ့တာကိုသိလိုက်ရပါတယ်သူဟာဝမ်းသာအားရနဲ့အော်ငေါ့တာအခုနကဒေါသရှေ့ထားပြီးခုတ်တက်နိုင်နေငေါ့သားရင်းကိုတတ်မိတော့မှာတဲ့ငေါ့ဘဝလည်းပျက်စီးရတော့မယ်ဟုတွေးတော့ကရသေးကြီးရဲ့စကားကိုအလွန်ပင်ကျေးဇူးတင်မိလေတယ်ရသေးကြီးထံကငွေ300ပေးတွေဝယ်ယူခဲ့တဲ့စကားကြီး3ခွန်းကြောင့်သူဟာဘေးအန္တရာယ်အသွဲသွဲကနေလွတ်မြောက်ရယုံသာမကမိသားစုနဲ့လည်းပျော်ရွှင်စွာပြန်လည်ဆုံစည်းနိုင်ခဲ့ပါတော့တယ်အဆုံးထိကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်နော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်သွားပေးပါရှင်တငယ်ချင်းတွေအတွက် share ပေးခဲ့ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာဝင်ရေးခဲ့ဖို့တောင်းဆိုပါတယ်နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်